ဒီကနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့ရဲ့ Minecraft ကဘာတွေကိုဖိတ်ခေါ်လိုက်တဲ့မကောင်းဆိုးရဲ့နာမည်ကတော့တန်မင်းမင်းကားလို့ခေါ်ပါတယ်။ဆိုတော့ Steve ကနေပြီးတော့ပေးသားပြောင်းလဲမှုကြောင့်ဖြစ်ပေါ်လာတဲ့မကောင်းဆိုးကြီးပေါ့နော်။တန်မင်းမင်းကားကိုတော့ Minecraft player အများစုသိကြမယ်လို့တော့ထင်တယ်။အဲဒီတော့ထွေထွေတော့ပြောတာမရှိတော့ဘူးเนาะကျွန်တော်တို့ဒီဗီဒီယိုလေးကိုစတင်ကြရအောင်။ Okay ဝဆက်စချင်းမှာတော့ကျွန်တော်တို့ဒီကွေးမြင့်ဒေတာမှာလာစပုံးနေပေါ့နော်။ဆိုတော့ကျွန်တော်တို့သိရင်ခေါ်ပါမယ်။ Okay ကျွန်တော်တို့တစ်ပင်နေရတော့ကျွန်တော်ဒီဟိုဘက်ကျမှရှိရပါတော့ဆိုတော့အဖက်ချောင်းသွားအောင် Okay အိုးရိုးဘောဆက်စချင်းနေရရိုးအတိုင်းနဲ့6နေပြီလို့ရေ Okay ကျွန်တော်တို့မြန်မြန်စမ်းစမ်းလေးကျွန်တော်တစ်ခုပါအောင်တော့မြန်တစ်ခုမှာပါတော့ဆိုတော့ဒီဘွားနေကျွန်တော်တို့အရင်ဆင်းအောင် Okay ဟိုဘက်ကျမှတစ်တရှိတယ်ဆိုတော့ Okay အဖက်ချောင်းသွားရအောင်ဝေးbro အခုမှဝါစားတယ် bro အခုမှလာစပွန်နေတယ် no ပြေးအိုးလိုက်လာ shit တမ bro အခုမှဝါစားတယ်စသစပွန်ရတယ်လို့ဗျာပြေးသူဟိုဘက်ကန်းတော့သူလိုက်မလာနိုင်လို့တော့ထင်နေပါတော့ပြေးကျွန်တော်အဘက်ကရောက်မှကျွန်တော်တစ်ခုကောင်း bro ရလိုက်လာတယ်လို့ bro ရဲ့မရှိသေးလားမသိမရှိတော့ကျွန်တော်တို့ဒီတစ်ခုကောင်းတတော်နှစ်တော် Okay ဆိုတော့ကျွန်တော်ဒီကောင်ကြီးရဲ့အကြောင်းကျွန်တော်သုံးသပ်ကြည့်အောင်ဗျကျွန်တော်ဒီကောင်ကြီးကတော့ကျွန်တော်တို့ရေကိုဒီအချိန်ပြည့်ပုံတော့မပေါ်ဘူးပေါ့နော်ကျွန်တော်ဒီဝေါ်ဆက်ချင်းပါတယ်ကျွန်တော်တို့ဒီလိုက်တက်နေပြီဗျဆိုတော့ကျွန်တော်တို့လည်းတူတက်တာမကအောင်ကျွန်တော်လည်းမြန်စံလေးလှုပ်ရှားရမယ်ပေါ့နော်ဆိုတော့ဒီကောင်ကြီးကတော့တော်တော်ကြီးကိုကျန်းတယ်လို့ပြောလို့ရတယ်ပေါ့နော်အခုမှဝေါ်ဆက်ချင်းကျွန်တော်တို့တရားလိုက်တက်နေပြီပြောလို့မြင်တဲ့အတိုင်းပဲပေါ့နော်Okay ကျွန်တော်ဒီ Uran Picket လေးတစ်ချောင်းတော့လောက်အောင် Okay ရပြီဆိုတော့ကကျွန်တော်ဒါကိုပြန်ဖြတ်မယ်ဘယ်လိုကျွန်တော်ဒီဟိုဘချမ်းမှာကျွန်တော်ဒီကြောက်လေးနဲ့လေးသွားတူအောင်ကျွန်တော်ဒီကြောက်ရမှကျွန်တော်အဆင်ပြေပါပါနော်ကြောက်ရမှကျွန်တော်တို့အဆင်ပြေလိမ့်မယ်ဆိုတော့ Okay သွားတူရအောင်နောက်ကနေလိုက်လာမှလည်းစိုးရသေးတယ်ဗျနောက်လည်းလက်ကြည့်ရသေးတယ်ပေါ့နော် Okayဒီကောင်ကဗျာကျွန်တော်တို့ဒီအတန်းနဲ့6တာတော်တော်ဆိုးတယ်ဗျ Okay ဝေးတူတွေ့ရအတန်းကြီးနဲ့ကို6တာပိတ်ကျွန်တော်တို့ဝင်လာရင်တေးယူပေါ့နော်ကျွန်တော်တို့ကတော့သွားပြီအဲ့ဒါ Okay ဝင်တော့မလာနိုင်တော့ပါကြောက်တွေပဲဆက်တွေ့ရအောင်လို့ Okay ကျွန်တော်တို့ဒီကြောက်လုံးနဲ့ဆိုကျွန်တော်တို့လုံလောက်ပြီပေါ့နော်16တုံးရပြီဆိုတော့ကျွန်တော်တို့ဒီကြောက်နဲ့ကျွန်တော်တို့ဒီလက်နဲ့လေးလောကအပြင်မှာတော့ဘာမှမရှိဘူးပေါ့နော်ကျွန်တော်အပြင်မှာတော့နည်းနည်းလေးတိတ်ဆိတ်နေတယ်ဗျ Okay as ပြီးရင်ကျွန်တော် stone pickaxe ပြီးရင် stone sword ပြီးကျွန်တော်ဒီဓာတ်ကိုတော့ကျွန်တော်ဒီနားလောက်မှာထားလိုက်ပါနော် Okay ဓာတ်ကိုပြန်ပြမယ်ဆိုကျွန်တော်အပြင်ထွက်ချင်တာဗျအပြင်မှာအကောင်အရှင်ကျွန်တော်တို့သွားပြီပေါ့နော်ဆိုအပြင်မှာတော့တကောင်းမှတော့မရှိဘူးဗျအဲ့တော့ကျွန်တော်အပြင်ထွက်ကနေရာလေးဝင်တော့မှလည်းမသိဘူးပေါ့နော်ကျွန်တော်နည်းနည်းလေးနေစားလာဆိုကျွန်တော်ဒီဘက်ချမ်းကိုပဲသွားရမှာပေါ့ဟိုဘက်ချမ်းမှာဟိုကောင်းကြီးရဆိုကျွန်တော်ဒီဘက်ချမ်းပဲသွား Okay ဒီဘက်တက်ရပြီဆိုတော့ဒီဘက်ချမ်းမှာဘာရှိလဲကျွန်တော်ဒီ sports shoot တားရှိရပါတော့ Okay ဒီမှာခိုးရရှိတယ်ဆိုတော့အဲ့ဒီခိုးတွေသွားမရအောင်လို့အတိုင်းကြီးနဲ့ခြောက်နေတာတကူဆိုးတယ်ဗျဘယ်လိုရနောက်လက်ကြည့်နေရတယ်ဘောနော်ကျွန်တော်နောက်ကနေဝင်လာကျွန်တော်တို့ကသွားပြီကျွန်တော်ဒီနီးနာရောဒီခိုးလေးတွေပဲသွားမှမယ်ပေါ့နော်ဆိုတော့ခိုးမိုင်းတွေတော့နောက်ကနေဝင်လာလိုက်လို့တော့ဘယ်လိုရသွားပြီပေါ့နော်ဆိုတော့ကျွန်တော်ခိုးမိုင်းရအောင်ခိုးတွေပဲပေါ့ Okay ပြောရအတိုင်းနဲ့6တာတော်တော်ဆိုးတယ်ဗျ
တော့ပေါ်တင်မလာဘူးပေါ့နော်ကျွန်တော်အတန်ကြီးနဲ့ကို6တာโอเคကျွန်တော်ဒီခိုးတွေကိုအကုန်လုံးမိုင်းလိုက်မယ်ပေါ့နော်ဆိုတော့ခိုးတွေအကုန်လုံးမိုင်းရမယ်ဒီမှာကျွန်တော်တို့မီးတုပ်တွေအများကြီးလုပ်လို့ရပါဘူးโอเคဘာမှတော့မရှိဘူးအပြင်မှာဆိုတော့ကျွန်တော်ဒီနားမှာထန်ဒါလေးလွှတ်ပြလိုက်ကျွန်တော်တို့မီးတုပ်လေးလောက်အောင်မီးတုပ်လေးလောက်အောင်โอเคရပြီဟိုးဝင်လာပြီကဘလို့တွေ့လာတော့ဟာတေးပြီဘလို့လောက်ဟာတူဝေးshit they don't okay ရပြီဘလို့ရဘာကြီးတော့လို့ဝင်လာတယ်ချက်ချင်းယူဆိုကျွန်တော်တေးပြီးတော့ထင်ထားတာဘလို့ရကျွန်တော်အောက်ဘက်တူဟွာဘလို့ရေးလို့ကျွန်တော်တေးပြီးတော့ထင်ထားတာဒီဘချားနေပဲပြန်တူပြီးထွက်ကောက်โอเคကျွန်တော်ဒီမီတုပ်လေးထုံးအောင်နော်နောက်ကနေစပွန်းလာရကျွန်တော်သွားပြီကျွန်တော်ဒီဘချားတူပြီးထွက်လို့ရမယ်ထင်တာပဲဘလို့ရထွက်ကြည့်ရအောင်โอเคရဆိုဒီကဖြန့်ထားလိုက်ရှင်ကျွန်တော်ဒီတုံးဖြတ်ပြရနဲ့ထွက်လို့ရပြီပေါ့နော်ဆိုကျွန်တော်တို့ဖြတ်ကြည့်အောင်နောက်ကနေဝင်လာမှလည်းစိုးတယ်ပေါ့နော်โอเคဆိုတော့ shit bro ဝေးအိုးလန့်နော် bro ရဟိုအောက်ကနေထွက်လာတယ်လို့ဟာ no ကျွန်တော်မထွက်ရတော့ဘူးနော်မထွက်ရတော့တွားပြကျွန်တော်တို့အလုံးမပေးဘူးဗျာဟာ shit ကျွန်တော်ဒီဘက်ချတူးထွက်ကောင် okay ဆိုဒီဘက်ချတော့ထွက်လို့ရတော့မှာပါဗျာ okay ရပြီပေါ့ oh shit ဘယ်ဒီဘက်ချနေပါလိုက်ပိတ်တယ်လို့ဟာဗျာ no ကျွန်တော်တွေးတုံးမကျွန်တော်လည်းဘိုက်ကလည်းစားနေဒီဘက်ချနေပဲတက်တူထွက်ကောင်ဟာဗျာကျွန်တော်တို့လုံးဝအလုံးမပေးရတော့ဘလို့မီးတို့တွေလည်းထုံးပါရโอเคအဲ့တော့ဒီနားခိုးလေးတွေကိုအရင်ဆုံးမိုင်းလိုက်အောင်ပေါ့နော်အာယုံသာမရှိတော့ခိုးတွေကတော့များနေပြီကျွန်တော်ဒီခိုးတွေမိုင်းပြီးတော့ကျွန်တော်တို့ဟိုဘက်ချမ်းကနေပြန်ထွက်လို့ရမယ်လို့တော့တင်တယ်ပေါ့နော်ကျွန်တော်ဒီဘက်ချမ်းနေပဲတက်တက်ရွယ်တိုးထွက်သွားလိုက်တော့ဆိုတော့โอเคဒီလိုမျိုးကြီးပဲတက်တက်ရွယ်တိုးထွက်သွားလိုက်တော့မယ်ပေါ့နော်ရပြီโอเคတူဆိုတော့ကျွန်တော်တို့ဒီမီးတုပ်လေးလည်းတွန်းမရမယ်ဗျာကျွန်တော်နောက်ကမဆိုပေါ်လာမှာဆိုလို့ပေါ့နော်ကျွန်တော်တို့ပြင်မာတော့မိုးချိုးတွေလောက်ပြီးတော့ထင်တယ်ပေါ့နော်အတန်ကြီးတော့ကြားနေရတယ်ကျွန်တော်ဒီကနေတော့ကျွန်တော်ထွက်လို့ရတော့မှာပါโอเคကျွန်တော်ဒါပြည့်ရင်တော့ထွက်လို့ရတော့ပြီလို့တော့ထင်တယ်ပေါ့နော်ကျွန်တော်ဒီနားတော့ကလည်းကျွန်တော်ဆက်တူရအောင်ပြီးတော့ကျွန်တော်တို့ကိုပိတ်ထားတာဟေးဘယ်လိုလုံးဝကိုထွက်လို့မရတာပေါ့နော်ဒီကနေတော့ထွက်လို့ရမယ်လို့တော့ထင်တယ်ရပြီဆိုကျွန်တော်တို့မီးချိုးလေးလောက်အောင်တော့မှောင်နေပြီပေါ့နော်သွားချင်ပြီโอเคမီးကိုကျွန်တော်ရတဲ့လောက်ထိတော့ကျွန်တော်လောက်ထားလိုက်ပြီဗျာโอเค16ခုရတယ်16ခုဆိုကျွန်တော်အဆင်ပြေပေါ့နော်နည်းနည်းလေးများသွားတော့မီးတော့ကိုဒီမှာတုံထုံးခဲ့ရမယ်ပြီးကျွန်တော်နားခိုးရမှရအောင်ဘလို့တွေ့အာယုံနေတာတခုမှမတွေ့တော့ခိုးရတော့များတယ်ဗျာသိလားအဲ့တော့ခိုးနေရင်ကျွန်တော်တို့ဒီအာမလုပ်လို့ရရင်ပြီးပြီပေါ့နော်ကျွန်တော်ရပြီမြေကြီးရောမြင်နေကျွန်တော်ဒီကနေတော့ထွက်လို့ရလောက်မယ်လို့တော့ထင်တယ်ပေါ့နော်ဆိုတော့သူโอเคပုံလိုက်တော့ရှိလားမရှိဘူးဘိုးရမရှိထွက် what the fuck ဘိုးဒီရတော့အလုံးမပေးဘူးနော်ဘိုးဟာကျွန်တော်လုံးဝထွက်လို့မရတော့ဘူးလို့ပိတ်မိပါကြီးဒီကောင်ကြီးကကျွန်တော်အလုပ်ပြီးမှမဟုတ်ဘူးလို့ဟာဗျာကျွန်တော်သွားပြီကျွန်တော်အကြံတစ်ခုရတယ်ပေါ့နော်ဘလို့ဒီကောင်ကြီးဟောလာမယ်လဲကျွန်တော်ဒီနေရာကိုကျွန်တော်ဒီအပေါက်တွေနည်းနည်းလေးတူးလိုက်မယ်ပေါ့နော်ကျွန်းကိုနည်းနည်းလေးတူးလိုက်မယ်အဲ့ဆိုကျွန်တော်ဒီကောင်ကြီးကျွန်းနဲ့ကြောက်ပါလို့ရှိရင်ကျွန်တော်တို့ကဒီကျွန်းကိုပိတ်ပြီးတော့အပြင်ထွက်လို့ရရပါတော့โอเคတူးမယ်3
3โอเคဆင်းโอ้ยချပါတက်နိုင်လား what the fuck တက်နိုင်နေဟာ